ဒီမြောက်ဟာနေ့တိုင်းပင်လယ်တွေကစိန်ကိုယူပြီးဘယ်သူမှမသိအောင်လမ်းပေါ်မှာထားလိုက်ပါတယ်လူတွေကလည်းအတာကိုမြင်တော့အံ့ဩသွားပြီးစိန်ထန်ပြီးအိမ်ယူသွားပါတယ်ထို့နောက်စိန်ကိုတစ်တာတွေခွဲလိုက်ပါတယ်မြောက်ကလည်းတစ်ပင်ကနေအကုန်ကြည့်နေပါတယ်ညရောက်တော့ဘယ်သူမှမသိအောင်အောက်ကိုဆင်းပါတယ်ပြီးတော့ဓာတ်ကားကိုဖွင့်လိုက်ပြီးရွှေတွေကိုခိုးကထွက်ပြေးသွားပါတယ်အချိန်နဲ့ငယ်ကြာတော့ဒီဟာလုံးမွဲသွားကြပါတယ်လူတွေကလည်းရဲစခန်းသွားပြီးတိုင်ပါတယ်ဒါပေမဲ့ရဲတွေဟာတက်တယ်မရခဲ့ဘူးနောက်နေ့ကျတော့အဖိုးရဲ့သမီးမင်္ဂလာဆောင်ဖွဲပါအဖိုးကလည်းနှစ်သွဲအတားကြီးပတ်စံနေစုခဲ့ပါတယ်ရွှေလက်ကောက်တွေရဲ့ပတ်စံအနေငယ်ရစုထားတာပဲဖြစ်တယ်မနေ့ကျတော့တက်တာဖွင့်တော့အဖိုးရဲ့ပတ်စံတွေမရှိခဲ့ပါဘူးအဖိုးကလည်းအလွန်စိတ်ညစ်သွားပါတယ်သမီးကလည်းအလွန်ငိုပါတယ်မင်္ဂလာဆောင်လည်းပျက်စီးသွားပါတယ်အဖွားနဲ့သူ့သမီးလည်းအလွန်ငိုပါတယ်မြောက်တွေဟာအတားကိုတိသွားတော့ကြောက်သွားကြပြီးအဖိုးရဲ့ပတ်စံတွေခိုးမိရမှားသွားပြီဆိုပြီးစဉ်းစားမိတယ်ထို့နောက်အတူတူဆုံးဖြတ်ကြတယ်ဒီညပဲအဖိုးရဲ့ပတ်စံနဲ့ရွှေတွေအကုန်ပြန်ပေးမယ်လို့ညရောက်တော့အတူတူသွားကြပါတယ်အဲ့ချိန်မှာလူတယောက်ကမြင်သွားပြီးလူတွေအကုန်ထွက်လာပါတယ်ရဲတွေကလည်းရောက်လာပါတယ်ညောက်တွေလည်းပြေးပါတယ်အဲ့ချိန်မှာရဲတွေကတနက်နဲ့ပစ်လိုက်ပါတယ်ညောက်တွေလည်းတီးဆုံသွားပါတယ်